ကျွန်တော်ရဲ့ဂျာလွေးသားသမီးဇာတာရှင်တွေကိုဆက်လက်ဟောကြားပေးမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစတင်ကြည့်ရှုတဲ့အချိန်ကာလမှာစပြီးဂျာလွေးသားသမီးတွေနဲ့တကွဇာတာရှင်အပေါင်းတို့သည်စိတ်ရဲ့ချမ်းသာခြင်းကိုယ်ရဲ့ကျမ်းမာခြင်းနှစ်ဖြာသောဒုက္ခနှင့်ပြည့်စုံကြပါစေလို့လိုက်လေလေးဒါမေတ္တာပို့တာအပ်ပါတယ်ဂျာလွေးသားသမီးတွေဟာသူလည်းပဲချစ်စရာကောင်းတဲ့ဇာတာရှင်ထဲမှာပါတယ်နုညံနဲ့တိမ်မွေ့တဲ့တခြားလူအပေါ်စေတနာထားတဲ့ကိုဘာပဲဖြစ်ဖြစ်အခြားလူအပေါ်ကိုကျိုးစွအနစ်နာခံပြီးတော့ကိုညီမဆတ်တဲ့လူမျိုးတွေဒါပေမဲ့လူတိုင်းတော့မဟုတ်ဘူးတချို့ရုံညံ့တဲ့လူမျိုးတွေလည်းရှိတာကိုတွေ့ရနိုင်တယ်နော်ဒါကတော့လူတရားပေါ့နော်ဇာတာတရားဆိုတဲ့အနေထားတို့တွင်မှာတော့ရှိတယ်ဒါပေမဲ့များသောအားဖြင့်ကြာရွေးသားသမီးတွေကိုချင်းစာတရားနဲ့သက်ရှင်ကြတဲ့လူမျိုးတွေများတယ်သူတို့ချစ်တဲ့လောက်သူတို့ပေးဆက်တဲ့လောက်ပြန်မရတဲ့လူတွေလည်းများတာကိုတွေ့ရတယ်ကြာသေးသားသမီးတွေကနော်တစ်နှစ်ကနေ16နှစ်သားသမီးအထိကတော့ကောင်းမွန်ကြတယ်ပြည့်စုံကြတယ်နော်အရာလေးတွေပညာနဲ့ပတ်သက်လို့ဖြစ်မြည်သည့်အရာဝယ်ဖြစ်ထင်ပေါ်ကျော်စောတဲ့စီယုံသိသွင်းနိုင်တဲ့ကောင်းကျိုးချမ်းသာမင်္ဂလာရရှိနိုင်တယ်အဲဒီ16နှစ်သားသမီးကစပြီးတော့25နှစ်တာကာလအတွင်းတက်တန်းမှာရောက်ရှိနေတဲ့ဇာတာရှင်တွေဆိုလို့ရှိရင်မမျှော်လင့်မနဲ့အချုံတော်ဖန်စီတွေဖြစ်တတ်တယ်ငွေကြေးတွေကုန်ကြမှုဖြစ်တတ်တယ်ပညာသင်နေတယ်ဆိုရင်လည်းမျှော်လင့်မထားပဲပညာရေးတွေရက်တန့်သွားတတ်တယ်နော်မျှော်လင့်မထားပဲအိမ်အောင်ကျသွားတတ်တယ်အိမ်အောင်ကျရင်လည်းပဲမမြဲတဲ့အနေအထားကိုတွေ့ကြုံရတတ်တယ်လူမှုဒုက္ခစိတ်မှုဒုက္ခတွေကိုချိန်ပန်များစွာတွေ့ကြုံရတတ်တယ်အဲ့ဒီအခက်အခဲတွေကျော်လွန်ပြီးသွားပြီဆိုလို့ရှိရင်32နှစ်တာကာလအတွင်းကျော်လွန်ပြီးသွားပြီဆိုလို့ရှိရင်တော့ပြန်လည်ကောင်းမွန်လာပြီလောကကြီးအလုံးကိုသူတယောက်တည်းကေတင်စောင့်ရှောက်နိုင်တယ်ဆိုတဲ့ပုံစံမျိုးလောက်ကိုသူကတွေးထားတယ်မြည်သည့်အရာဝတ္ထုမဆိုနော်32နှစ်တာကာလကျော်လွန်ပြီးသွားရင်လှုပ်တန်းရလည်းဖြစ်လာတယ်လက်ညှိုးညွှန်ရည်ဖြစ်လာတယ်နော်မြည်သည့်အရာမထိုးမြည်သည့်စီးပွားရေးမြည်သည့်လူမှုရေးကိုမဆိုသူမပိုင်မပြီးသလောက်ဖြစ်တတ်တယ်အများသူရဲ့အပေါ်မှာလည်းဥဆောင်နိုင်တယ်ခေါင်းဆောင်နိုင်တယ်ဆွဲဆောင်နိုင်တယ်စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောလည်းသူတို့ခေါင်းဆောင်နေတဲ့လူမျိုးတွေဒီအသက်အရွယ်မှာတွေ့ကြုံရတတ်တယ်နော်အဲ့32နှစ်ကနေပြီးတော့စတင်ကောင်းမွန်ကြီးသည်ကြာလွေးသားသမီးတွေဒီ32နှစ်ကနေ45နှစ်တာကာလအတွင်းမှာရှိတဲ့ဇာတာရှင်တွေဆိုလို့ရှိရင်အစည်းအဝေးတွေလူမှုရေးတွေအဖေ့ဘက်မှာပြည့်စုံနိုင်တဲ့အစိပ်ပိုင်းတို့နဲ့တွေ့ရမယ်ကုမ္ပဏီဝန်ထမ်းတွေဖြစ်မယ်ဆိုလို့ရှိရင်လည်းယာရုတိုးတာမျိုးတွေအဆိုရှီယယ်နဲ့ပတ်သက်လို့လုပ်ငန်းတွေဆိုလို့ရှိရင်လည်းတိုးချဲ့ရတာမျိုးတွေအိမ်ဥယျာဉ်အဆောက်အဦတိုက်တာအဆောက်အဦနော်ကားစသည်အဖြစ်အဲ့ဒါမျိုးတွေဝန်ထမ်းမျိုးတွေတွေ့ကြုံရတယ်ဒါပေမဲ့ဒါဝစဉ်တန်းလျှောက်သည်ကြာလွေးသားသမီးတွေထူးခြားချက်ကဘာလဲဆိုလို့စမ်းပွင့်တယ်ချစ်ခင်တဲ့လူပေါ်တယ်ရုပ်ဆိုးသည်ဖြစ်စေရုပ်ချောသည်ဖြစ်စေနော်ချစ်ခင်တဲ့သူပေါ်တယ်ဘာကြောင့်လဲဆိုသူကိုယ်နိုင်ကပြောဆိုခြင်းစီယုံခြင်းသိမ်းသွင်းခြင်းကိုအခြားသူတွေနဲ့မတူဘဲနဲ့သူတို့ရဲ့ဩဇာတိတ်ကမှဆိုတဲ့ဆွဲဆောင်နိုင်မှုအင်အားအပြည့်အဝရှိနေတာကိုတော့တွေ့ရတယ်ဒါပေမဲ့လို့ကောင်းကြီးတစ်ခါဆိုးကြီးတစ်လက်ကောင်းကြီးတစ်ခါဆိုးကြီးတစ်လက်အဲ့ဒီလိုလေးလည်းချိန်ပန်များစွာတွေ့ရတယ်ကြာရွေးသားသမီးတွေဟာကိုယ်ကိစ္စနဲ့ဆိုင်အခြားလူကိစ္စတွေကိုဦးစားပေးပြီးဆောင်ရွက်တတ်တယ်ဗျာကိုယ့်အတွက်တော့တောင်းမသုံးဘူးနော်အခြားလူအတွက်ဆိုလို့ရှိရင်နောက်ဆုံးအလှူခံမဲ့လာကိုစီမှာမရှိလို့လာပဲတောင်းအဲ့လူမျိုးတွေဆိုလို့ရှိရင်နှမျောဆုံမမှုမရှိဘူးတကယ်ကိုတရားကျေရောစွာနဲ့ပေးကမ်းလှူဒန်းတတ်တဲ့လူမျိုးတွေလည်းဖြစ်တာကိုတွေ့ရတယ်အဲ့တော့ဒီ49နှစ်ကနေ55နှစ်တာကာလအတွင်းမှာအသက်ကြီးရမှုပိုင်းတော့ရောက်သွားပြီအနေကြတဲ့ပိုင်းတော့ရောက်သွားပြီဒါပေမဲ့လို့အဲ့ဒီအသက်အရွယ်ကာလရောက်မှသာလျှင်ဘာတွေဖြစ်တယ်လဲဆိုလို့ရှိရင်ကြာသွေးသားသမီးတွေဒီအသေးကိုရတာတို့ဟုတ်လားအစော်ကားခံရတာတို့အနှင်းချခံရတာတို့အသုံးချခံရတာတို့အကြုံပါဗျာဒါကပြေးလို့မလို့တဲ့ဇာတာနော်49နှစ်ကနေ55နှစ်အတွင်းရှိတဲ့ဇာတာရှင်တွေတေချာလေးကြည့်ဆက်ပြီးနားထောင်စေခြင်းနဲ့တကယ်ချင်းအပေါင်းအသင်းကြောင့်စိတ်တဲ့ကြရတာမျိုးတွေဥပိ္ပခါပြုခြင်းခံရတာမျိုးတွေသားသမီးအတွက်ကြောင့်ဥပိ္ပခါပြုသားသမီးဥပိ္ပခါပြုခြင်းခံရတာမျိုးတွေသားသမီးရဲ့နင်းပယ်ခြင်းဟုတ်လားနင်းချေခြင်းခံရတာမျိုးတွေသားသမီးညီကောင်မအတွက်ကြောင့်စိတ်တော့ကရောက်ရတာမျိုးတွေအိမ်အောင်တဲ့အတွက်ကြောင့်စိတ်တော့ကရောက်ရတာမျိုးတွေနော်ဘယ်ဘက်ရင်ဘက်ကြီးတစ်ချက်နော်ပေါက်ထွက်သွားမတတ်ကိုခံစားရတာမျိုးတွေတော့အကျုံရလိမ့်မယ်ဗျာအဲ့လိုကျုံတဲ့စိတ်ပန်းတော့မှာငါကျုံနေဆိုကြာရှုံးမှုတော့မလိုဘူးကြာရှုံးစရာမလိုဘူးဘာကြောင့်လဲအဲ့ဒီဖြစ်ပေါ်လာတဲ့ကိစ္စတစ်ခုပေါ်မှာမူတည်ပြီးတော့ရှေ့ကိုတက်လှမ်းနိုင်အောင်ပို့ပြီးစူးစမ်းဖို့ဒီဒါဒီအခွင့်အရေးတည်းလို့ပြန်ဖြစ်တယ်နော်ဆုံးရှုံးနေတာမှုဒီအခွင့်အရေးတည်းလို့ပြန်ဖြစ်တယ်
အဲ့ဒီပုံမှာမူတည်ပြီးတော့စိတ်ခံစားမှုမရှိပဲကောင်းမွန်စွာကြော်ဖြတ်နိုင်မယ်ဆိုလို့ရှိရင်အရင်နဲ့နှစ်ဆအောင်မြင်မှုရရှိလိမ့်မယ်နော်သာသနာပြုတဲ့လုပ်ငန်းတွေကိုနဲ့ဘုန်းကြီးဟန်ဝေးရတာမျိုးတွေဒါမှမဟုတ်ရှင်လည်းဘုန်းကြီးဟန်ဝေးပေးရတာမျိုးတွေအိမ်တဲပေးနေတွေပြုလုပ်ရတာမျိုးအိမ်အသစ်ဆောက်ရတာမျိုးတွေအဲ့ဒါမျိုးတွေတွေ့ကြုံရတဲ့စီးပွားရေးလူမှုရေးဥဆောင်ရတာမျိုးတွေတော့တွေ့ကြုံရတဲ့ဒီအချိန်မှာကာလမှာဘာတွေဖြစ်တယ်လဲဆိုအာယုံကျိုးအားနေခြင်းယောဂါတွေစိတ်ကြောင့်ဖြစ်တဲ့စိတ်တဝိပန္နတာစိတ်ကြောင့်ဖြစ်တဲ့ဝေဒနာတွေအဲ့ဒါတွေတော့ခံစားမှုတွေ့ကြုံရတဲ့အဲ့တော့သူဒီအသက်အရွယ်ကာလအပိုင်းခြားတော့တွင်ကြော်လွန်သွားပြီဆိုလို့ရှိရင်55နေပြီးတော့69နှစ်တာကာလတော့တွင်ရောက်ပြီဟိဆိုလို့ရှိရင်တော့ဖြင့်ထီဆောင်မတိရခါသောပုဂ္ဂိုလ်ဗျာဘာမှပူစရာမလိုတော့ဘူးနော်အစအရာပြည့်စုံကုန်လုံးကြွယ်ဝတဲ့အစိပ်ပန်းတော့တွင်ကိုရောက်ရှိသွားလိမ့်မယ်အလှူရည်လည်းနဲ့မကွာလဲလူတန်းဆောင်ရနိုင်တဲ့တဘာဝကိုလည်းတွေ့ကြုံရလိမ့်မယ်နော်တာသမီတွေရဲ့ပြုစုစောင့်ရှောက်မှုညီကောင်မတော်တွေရဲ့ပြုစုစောင့်ရှောက်မှုပတ်ဝန်းကျင်ရဲ့အရေးပေးဆက်ဆံမှုကိုမပိုင်မပြီးတဲ့လောက်ဖြစ်တဲ့အစိပ်ပန်းတော့တွင်ကိုရောက်ရှိသွားလိမ့်မယ်ဗျာ69ကနေပြီးတော့89ကာလအတော်တွင်ကြတော့ဘာတွေဖြစ်နေလဲဆိုလို့ရှိရင်မျက်စိတို့ခေါင်းတို့လက်ပြင်းတို့လက်မောင်းတို့စသည်အပြင်ထိခိုက်ဒဏ်ရာရတဲ့အခွက်စိတ်ကုသမှုတွေတွေ့ကြရတဲ့နော်မတော်တဆအသက်အန္တရာယ်လည်းဖြစ်တတ်တယ်ဒီမှာအမြင့်တက်တာမျိုးလို့အတောင်လို့မလို့အဖက်နဲ့ပေါ့နော်တခုခုချီနှောင်တာမျိုးခုတ်ထစ်တာမျိုးလို့အဲ့ဒါဒီရှောင်ကျင်မှုလို့လိုအပ်တဲ့စပိန်ဆိုင်ကားဆိုင်ကဲကားစီးနှင်းတဲ့ခါဒီမှာတတိဝိရိယလေးထားပြီးစီးနှင်းမှုလည်းလိုအပ်တယ်ဗျအဲ့တော့85နှစ်တာကာလနဲ့83နှစ်တာကာလတော့တွင်မှာကတော့အစစပြည့်စုံတဲ့အနေထားတော့တွင်အသက်ကြီးမှပြည့်စုံလားလို့မမေးနဲ့အသက်ကြီးရင်လေးဇာတာရှင်နေနော်လက်ရှိရောက်ရှိနေတဲ့အသက်ကာလတော့တွင်ပြန်စဉ်းစားကြည့်85နှစ်ကနေ83နှစ်တာကာလတော့တွင်ရောက်ရှိနေတဲ့ဇာတာရှင်နေဆိုလို့ရှိရင်အများတကာရဲ့ဥခိုက်လေးစားခြင်းခံရတာနော်ကောင်းကျိုးချမ်းသာဖြစ်အောင်ပြောဆိုတာပံ့ပိုးကူညီမှုပေးတာအဲ့ဒါမျိုးတွေပြည့်ပြည့်စုံစုံရတဲ့ဘဝမျိုးကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်အထူးအဖြင့်ကတော့ကြာသွေးသားသမီးကိုသတိပေးခြင်းတာ48နှစ်တာကာလနဲ့55နှစ်တာကာလဒီဘဝရဲ့ခရီးချမ်းပါနော်19နှစ်ကနေ32နှစ်တိတစ်ကြိမ်48နှစ်ကနေပြီးတော့55နှစ်တိတစ်ကြိမ်အဲ့နှစ်ကြိမ်ဘဝခရီးချမ်းကိုအောင်မြင်စွာဖြတ်သန်းနိုင်ပြီဆိုလို့ရှိရင်ဖြင့်ကြာသွေးသားသမီးတွေဘဝတက်တာကာလမှာလူလေသိမရှိပြည့်စုံတဲ့ပုံကိုယ်ဖြစ်ပါလိမ့်မယ်လို့ဒါပြောကြအပ်ပါတယ်ဗျာဒုက္ခိအဋ္ဌာဏပရိဟဏန္တုတဗ္ဗေတ္တာကာမတကာ